ဟိုးရှိတုန်းကဘယ်နေဒီပီကြီးမှာပေါ့ရှင်တစ်ချိန်ကတရားဓမ္မတွေထွန်းကားခဲ့ပြီးမဲ့နောက်ပိုင်းမှာတော့လူတွေဟာအချစ်ပြတ်ချစားလာကြတယ်မတရားမှုတွေနေရာတိုင်းမှာငားမိုးလာခဲ့တာပေါ့ဘယင်ကဆလို့အမတ်တွေပြည်သူတွေအထိဘသူမှကိုချစ်တရားကိုတာဖို့မထားတော့ဘူးရဟန်းတွေကလည်းတရားမချစ်ပတ်သက်မိတွေကလည်းမိဘကိုမယိုသေးတကယ်ကိုအမွန်ချနေတဲ့ခေတ်ကလာဆိုကြည့်ပါပဲဒီအချင်းနေဆိုကြီးကိုကောင်းကင်ဘက်ကတရားမင်းကြီးမြင်သွားတာပေါ့သူကတွေးတယ်ဒီလူတွေကိုဒီတိုင်းလွတ်ထားရင်တော့ပျက်စီးတော့မယ်ငါကိုယ်တိုင်စင်ပြေဆောင်းမဖြစ်တော့မယ်တဲ့ဒါနဲ့တရားမင်းဟာသူ့ကိုယ်သူမော်ဆူကြီးတရားအဖြစ်ဖန်ဆင်းလိုက်တာပေါ့နက်တာမဒလီကိုတော့မြင်ရသူတဲ့အသက်ငယ်သွားစီမဲ့အမတန်ကြီးတဲ့ခွေးနဲ့ကြီးအသင်ဖန်ဆင်းလိုက်တော့တာပေါ့ခွေးနဲ့ကြီးရဲ့အရွယ်စားကတာမန်မဟုတ်ပါဘူးရှင်စင်ပုတ်ကြီးလို့ရှိတယ်မျက်လုံးတွေကလည်းမိခဲလိုရဲနေပြီးကျုပ်ဆရာကောလိုက်တာမှပြောမနေနဲ့တော့သူတို့နှစ်ယောက်မြို့ထဲကိုဝင်လာတာနဲ့ခွေးကြီးကဝုန်းကနေနေအောင်ဟောလိုက်ပါလေရောအဲ့ဒီဟုတ်တန်ကဘလောက်တောင်ကျဲလဲဆိုရင်မြေကြီးတွေပါတောင်ဟီးပြီးတိတ်တာအဆောက်အအုံတွေကတော့အကြမတက်ဖြစ်သွားတဲ့ရှင်မြို့သူမြို့သားတွေကတော့ကြောက်လွန်းလို့အိမ်ထဲကအပြင်မထွက်ရကြတော့ပါဘူးရှင်မို့ဆိုရင်မင်းရဲ့ခွေးရဘာလို့ဒီလောက်တော့ဟောင်းနေရတာလဲကွာဘိုက်စာလူပါအရှင်မင်းကြီးဘယင်ကလည်းချုပ်တာနဲ့နန်းတော်ထဲမှာရှိသမျှထမင်းတွေဟင်းတွေအကုန်ကျွေးခိုင်းလိုက်တာပေါ့ဒါပေမဲ့ပြိတ္တတို့ရိမ့်မိတဲ့အတိုင်းပဲအဲ့ဒီခွေးကြီးကတောက်ပေါ်ရပေါ်ထမင်းတွေကိုပါဇက်တစ်ပုတ်တည်းနဲ့တိကလေးနေအောင်ညှချပြလိုက်တာလေအစာကုန်သွားတော့ခွေးကြီးကထဟောင်မြန်ရောဘယင်ကြီးကလည်းဘာလို့ရမှမသိတော့ဘူးမို့ဆိုရင်ဒီခွေးရဘာဆက်စားမလဲမကျွေးစရာမရှိတော့ဘူးအဲ့ဒီချိန်မှာမော်ဆူကြီးကပြောလိုက်ပြီးစက်သိန်းထားစရာစကားတစ်ခွန်းပြောလိုက်ပါတယ်အရှင်မင်းကြီးဒီခွေးကြီးကရိုးရိုးခွေးမဟုတ်ဘူးသူကသူ့ရဲ့ရန်သူတွေကိုပဲရွေးစားတာသူ့ရန်သူတွေကဘယ်သူတွေလဲသိလားမတရားအုပ်ချုပ်တဲ့မင်းတွေတီလာမရှိတဲ့ယဟန်မိဘကိုပြစ်မှားတဲ့သားသမီးတွေနဲ့မတရားမှုကျူးလွန်တဲ့သူ့မှန်သမျှဒီခွေးကြီးရဲ့အစာပဲအဲ့ဒီစကားကိုကြားလိုက်တော့ဘယင်ရောတိုင်းသူပြည်သားတွေပါဒုတအောင်ကျဲသွားကြတာပေါ့ကိုယ်အပြည့်ကိုကိုစီမြင်းပြီးနှုံတတရားတွေရောက်ကြတာပေါ့လူတွေတကယ်ကြောက်သွားပြီးပြပြချင်းဆိုင်ပေါ်လာတဲ့အချိန်ကြာမှမော်ဆိုကြီးဟာကောင်းကင်ကိုပြတ်တက်ပြီးတရားမင်းအသင်ပြန်ပြောင်းလိုက်တယ်ရွှေရောင်အလင်းတန်းတွေနဲ့အတူသူကမှချခဲ့တယ်ငါတရားမင်းပဲမင်းတို့တရားဆောင်ကြပါတရားမဆောင်ရင်ဒီခွေးကြီးပြန်လာလိမ့်မယ်အဲ့ဒီချိန်ကစပြီးဘယ်နေဒီဘီကြီးဟာတရားဓမ္မတွေနဲ့ပြန်လဲအေးချမ်းသွားတော့တာပေါ့ဒီဇလန်လေးကပေးချင်တဲ့သင်ခန်းစာကတော့မတရားမှုတွေများလာရင်ဘေးဆိုးတွေကြော်ရတတ်တယ်တရားဓမ္မကသာလောကကိုဆောက်ရှုပ်တတ်တယ်ဆိုတာပါပဲရှင်